ကျွန်တော်တို့အားလုံးကနေတိုင်းလိန်ခံနေရတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ယုံမလားဟုတ်ပါတယ်ဒီနေ့လို့ကျွန်တော်တို့ AI ခေတ်ကြီးထဲမှာကျွန်တော်တို့လူသားတွေအားလုံးကနေတိုင်းလူတနည်းမဟုတ်တနည်းတစ်ခုမဟုတ်တစ်ခုနဲ့လိန်ခံနေရတာပါဒါကိုကျွန်တော်တို့ဘယ်လိုနေရာတွေမှာတွေ့နိုင်လဲဆိုလို့ရှိရင်များသောအားဖြင့် social media ပေါ့နော်ကျွန်တော်တို့လူသားတွေအများဆုံးသုံးတဲ့ social media အဓိက Facebook TikTok ဒါမျိုးနေရာတွေမှာကျွန်တော်တို့တွေ့ရလိမ့်ရှိတယ်Okay ကျွန်တော်တို့ဒီလောက်ထိခင်မိလာတဲ့ခေတ်ကြီးထဲမှာ AI ကကောင်းတဲ့ဘက်ကလည်းရှိလာသလိုဆိုးတဲ့ဘက်ကလည်းအများကြီးကျွန်တော်တို့မြင်လာရတာတွေရှိတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီနေ့ဆွေးနွေးသွားမယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဝင်းနိုင်ပါ။ Okay ကျွန်တော်တို့ AI နဲ့ပတ်သက်ပြီးတော့ဒီနေ့ခေတ်မှာကျွန်တော်တို့အများကြီးတိုးတက်ပြောင်းလဲလာတာတွေရှိတယ်။ Learning မှာလည်းအများကြီးအခုပညာသင်တဲ့အခါဒီမှာအများကြီးထောက်ကူပြလာတာတွေရှိတယ်လို့ကျွန်တော်တို့ editing ဘိုင်းမဆိုလုပ်ငန်းဘိုင်းမဆိုအများကြီးပေါ့နော်ကျွန်တော်တို့ကြော်ညာတဲ့အပိုင်းတွေမှာအများကြီးအသုံးဝင်လာတာတွေရှိတယ် AI နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ Okay ဒီလိုနေရာတွေမှာ AI ကတရက်ထက်တရက်ပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်ဒါကကျွန်တော်တို့ AI ရဲ့လှုပ်ဆောင်မှုတွေကောင်းလာတာကကောင်းတယ်လို့လည်းပြောလို့ရတယ်လို့မကောင်းဘူးလို့လည်းပြောလို့ရတယ် Okay မိတ်ဆွေတို့နည်းနည်းရှုပ်သွားပြီထင်တယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် AI ကအခုကျွန်တော်တို့ပုံတစ်ပုံပေးလိုက်တယ်အခုကျွန်တော်ပုံပဲထားပါတော့ကျွန်တော်ပုံပေးလိုက်တယ်ကျွန်တော်ပုံပေးပြီးတော့ကျွန်တော်ပုံကိုတစ်ခုမဟုတ်တစ်ခုလုပ်ခိုင်းတယ်ပေါ့နော်အခုကျွန်တော်မှာဒီမုတ်စိတ်မွေးတွေနှက်ခမ်းမွေးတွေရှိတယ် Okay ဒါမျိုးမရှိအောင်ကျွန်တော်လုပ်ပေးပါလို့ပြောလို့ရှိရင်လည်း AI ကလုပ်ပေးတယ်Okay ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အခုမျက်မှန်တက်ထားတယ်မျက်မှန်ဖြုတ်ပေးပါလို့ပြောရင်လည်း AI ကလုပ်ပေးတယ်ပြီးတော့လို့ရှိရင် Okay လူတယောက်အခုကျွန်တော်ဘေးမှာနောက်ထပ်လူတယောက်ထည့်ပေးပါအခုကောင်မလေးတယောက်ထည့်ပေးပါဆိုလို့ရှိရင်လည်း AI ကထည့်ပေးတယ်ဒီပုံကကျွန်တော်တို့ AI နဲ့လုပ်ထားတာလားတကယ်လို့လုပ်ထားတာလားတကယ်အပြင်မှာရိုက်ထားတာလားဆိုတာတော့မှခွဲခြားရန်ခတ်လောက်အောင်ဒီကို AI ကကောင်းနေပြီပေါ့နော် Okay ဒီလိုမျိုးအခြေအနေတွေမှာဘာဖြစ်လာလဲဆိုတော့တချို့ fake information ပေးတာတွေဒါမျိုးဟာတွေအများကြီးလောက်လာနိုင်တယ်အခု social media ပေါ်မှာကျွန်တော်တို့တော်တော်များများနေရာတွေမှာကျွန်တော်အခုနောက်ပိုင်းပေါ့နော်ကျွန်တော်တွေ့လာတာဟာတာအနေနဲ့လူတွေလောက်လာကြတယ်အခုပြောမှဆိုလို့ရှိရင်လူတယောက်ကိုရဲဖမ်းသွားတာမဆိုလူတယောက်တစ်ခုခုလုပ်နေတာမဆိုပေါ့နော်ဒါမျိုးဟာတွေတွေ့လာတယ်ဒီဟာကတကယ်လားဒီ AI နဲ့လုပ်ထားတာလားဆိုတာတော့မှတန်ယုံလူတွေကမသိကြတော့ဘူးပေါ့နော်ဟုတ်ဒီ AI တို့နီးပညာတို့နဲ့နည်းနည်းလေးဝေးနေတဲ့လူတွေဆိုလို့ရှိရင်ဒါက AI လားတကယ်လုပ်ထားတာလားတကယ်အပြင်မှာဖြစ်နေတာလားဆိုတော့လုံးဝမသိတော့ပဲねဒါဟုတ်တကယ်အယုံကြီးထင်ပြီးတော့ပြောနေတာတွေရှိတယ်ပေါ့နော် Okay ကျွန်တော်တို့ဥပမာတစ်ခုပေးမယ်ဟိုတနေ့ကကျွန်တော်ဒီ TikTok ပေါ်မှာတစ်ခုတွေ့လိုက်တာပေါ့နော်ဘာလဲဆိုတော့ဒီဒလတရားဖွင့်ပွဲမှာဒီလူတယောက်ကပေါ့နော်ဒလတရားပေါ်မှာသူ TikTok တွေအများကြီးရိုက်ပြီးတော့ငမဲကြီးနေပေါ့နော်ဒါကိုတချို့လူတွေကဟာတာလုပ်ပြီးတော့ဘာလုပ်ထားလဲဆိုလို့ရှိရင်ဒီလူကိုပေါ့နော်ရဲဖမ်းသွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့တင်ထားတာမျိုးလေးတွေတွေ့တယ် Okay အဲ့ဒီ comment အောက်မှာတချို့တွေကserious ပေါ့နော် serious ဖြစ်ပြီးတော့ဝင်ပြီးတော့ comment တွေရေးတယ်အားတဲ့အဲ့လိုမျိုးဒါသူအပြောဆော့တာပေါ့နော်ဒါမျိုးမဖမ်းသင့်ဘူးပါညာပေါ့နော် Okay အဲ့ဒီပုံကအမှန်တကယ်တော့ AI နဲ့လုပ်ထားတာဒါပေမဲ့တချို့တွေကြောင့်လည်း AI မှန်းသိကြတယ်တချို့တွေကြတော့ AI မှန်းမသိကြဘူးတကယ်ဖြစ်တယ်ထင်ကြတာပေါ့နော်အခုမြန်မာနိုင်ငံကြတော့တောင်ဆိုလို့ရှိရင်ဒါအခုဖွံ့ဖြိုးဆဲနိုင်ငံလို့ပြောလို့ရတယ်တော်တော်များများပညာတတ်နေသေးတဲ့နိုင်ငံတစ်နိုင်ငံပေါ့နော်ဒီလိုနိုင်ငံမျိုးမှာဒီလိုမျိုး AI နဲ့ဒီလိုတွေလုပ်ထားတယ်ဆိုတာကြတော့တော်တော်များများဒီဘယ်လိုပြောမလဲအသက်ကြီးတဲ့လူတွေပေါ့နော်အသက်ကျွန်တော်တို့ဒီကိုလက်ရှိမှာဆိုလို့ရှိရင်အသက်40အထက်အသက်50ဝန်းကျင်လောက်မှာရှိနေတဲ့လူတွေဆိုရင် AI ဆိုတာဘာလဲတောင်သူတို့မသိကြဘူးတော်တော်များများပေါ့နော်တော်တော်များများဖုန်းနဲ့အနေနဲ့အလံဝေးတဲ့လူတွေပေါ့အဲ့တော့သူတို့အနေနဲ့ကြတော့ဒါကိုတကယ်အမှန်ကြီးထင်သွားကြတယ်ပေါ့နော် Okay ဒီလူကြီးတကယ်ဖမ်းခံလိုက်ရတာလားပေါ့နော်ဒီလိုမျိုးဖြစ်လေဖြစ်တာတွေအများကြီးရှိတယ်ပေါ့နော်ဒါကိုတော့ကျွန်တော်မပြောချင်ဘူး Okay ဒါမျိုးဟာတွေအများကြီးရှိတယ်ဒီလိုမျိုးတွေအများကြီးရှိတဲ့ပုံမှာ AI ကအရန်ကောင်းလာတာကကောင်းတဲ့ဘက်ကလည်းကျွန်တော်တို့ကြည့်လို့ရတယ်လို့စိုးတဲ့ဘက်မှာလည်းအများကြီးကျွန်တော်တို့စိုးနေတယ်ပေါ့နော်ဒီလို fake information တွေကနေပြီးတော့ဘာတွေဖြစ်လာလဲဆိုတော့ panic ဖြစ်လာတယ်လူတွေကတော့ကြောက်လန့်လာတယ်နိုင်ငံရေးပုံမူပြီးတော့လည်းတချို့တွေဒီလိုမျိုး fake news တွေအများကြီး line ပေါ်မှာကျွန်တော်တို့တွေ့တယ်တော်တော်များများပေါ့နော်ကျွန်တော်ကိုယ်တိုင်ပေါ့နော်ကျွန်တော်တို့ ID ဘိုင်းမှာရှိနေတဲ့လူတွေ ID နဲ့တကယ်ကိုကျင်းလဲရှိနေတဲ့လူတွေတောင်မှပဲတခါတလေကြာလို့ရှိရင် AI လားတကယ်လားဆိုတဲ့ဟာကိုကျွန်တော်တို့အချိန်ပေးပြီးဟိုဘယ်လိုပြောမလဲပြန်ပြီးကြည့်ယူရတဲ့ဟာမျိုးတွေရှိတယ်တချို့ဟာတွေဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်တော့မသိဘူးတကယ်ကြီးလားဆိုတဲ့ဟာပေါ့နော်အခုနိုင်ငံခြား news တွေတချို့ဟာတွေတချို့နိုင်ငံခြား page တွေမှာတင်ထားတာဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်တော့တစ်ခါကြောက်လို့ရှိရင်တကယ်လားဆိုတဲ့အတွေးဝင်ပြီးတော့ကျွန်တော်တို့ double check လုပ်ရတာရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ခေတ် AI ခေတ်ကြီးထဲမှာကျွန်တော်တို့ကောင်းလာတာတွေလည်းရှိသလိုဆိုးလာတာတွေလည်းအများကြီးရှိတယ် social media ပေါ်မှာလည်းအများကြီး fake news တွေရှိနေတယ်ဒါကတော့ကျွန်တော် awareness တစ်ခုဖြစ်အောင်ကျွန်တော်ဒီဟာကိုပြောပြတာဒီဗီဒီယိုကိုကျွန်တော်တို့လုပ်တာဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာသတိပေးနေတာက social media မှာတွေ့တာတိုင်းကိုမယုံပါနဲ့ social media ကိုသတိထားပြီးကြည့်ပါနောက်တစ်ခုပါလဲဆိုတော့ဒီ social media ပေါ်မှာဒီလိုမျိုးဟာတာလုပ်တဲ့လူတွေပေါ့နော် AI နဲ့ဟာတာလုပ်တဲ့လူတွေအနေနဲ့လည်းတက်နိုင်တဲ့လောက်
ဟိုလိုမျိုးပေါ့နော်အခုဒီလိုမျိုးဟိုလူတွေကြောက်လန့်သွားနိုင်လားဟိုပေါ့နော်လူတွေအများကြီးအမှတ်မှားသွားနိုင်လားဆိုတဲ့ဟာကိုလည်းဟာတာအနေနဲ့ဖြစ်စေခြင်းလို့တင်တယ်ဆိုတာမှန်ပေမဲ့လည်းဒီဟာကိုတကယ်ကြီးအမှန်လို့ထင်သွားပြီးတော့တခုခုဖြစ်နိုင်လားဆိုတဲ့ဟာကိုတွေးပြီးတော့လုပ်ရင်ပို့ပြီးတော့ကောင်းလိမ့်မယ်လို့လည်းကျွန်တော်အကြံပေးနေပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ခုနဲ့ကျွန်တော်တို့ပြန်တွေ့ပါမယ် see you